ကြည့်ရှုသူတွေခင်ဗျာဒီနေ့ကျွန်တော်တို့ဟာသမိုင်းရဲ့အမှောင်ဆုံးထောင့်တနေရာကိုတူးဖော်ကြည့်ကြမှာပါစစ်ပွဲတွေကြီးမားတဲ့ပဋိပက္ခတွေဟာတကယ်တော့အစိုးရတွေရဲ့လျှို့ဝှက်လုပ်ကြံမှုတွေကနေစတင်ခဲ့တာဆိုရင်မယုံနိုင်စရာဖြစ်နေမလားဒီလိုလိမ်လည်မှုမျိုးကို false flag အလံမားစစ်စင်ရေးလို့ခေါ်ပါတယ်ဒီနည်းဗျူဟာကမ္ဘာသမိုင်းကိုဘယ်လိုပြောင်းလဲပစ်ခဲ့လဲဆိုတာအခုပဲလေ့လာကြည့်ရအောင် false flag ဆိုတာရန်သူရဲ့အလံကိုလွှင့်ထူပြီးကိုယ်တိုင်တိုက်ခိုက်မှုလုပ်ကအဲ့ဒီအဖြစ်ကိုရန်သူဘက်သို့ပုံချတဲ့နည်းဗျူဟာပါမူလကရေချောင်းစစ်ပွဲတွေမှာသုံးခဲ့ပေမဲ့နောက်ပိုင်းမှာနိုင်ငံရေးနဲ့စစ်ရေးနယ်ပယ်မှာကြဲကြဲပြန့်ပြန့်အသုံးပြုလာခဲ့ပါတယ်။အထင်ရှားဆုံးနဲ့အကြောက်စရာအကောင်းဆုံးဥပမာကတော့ဒုတိယကမ္ဘာစစ်ကြီးစတင်ခဲ့ပုံမှာ1939ခုနှစ်မှာဟစ်တလာဟာပိုလန်ကိုကျူးကျော်ဖို့အတွက်အကြောင်းပြချက်အသေးအတန်လိုခဲ့ပါတယ်။ဒါနဲ့သူတို့ဟာ Gleiwitz ဖြစ်ရပ် Gleiwitz incidentကိုဖန်တီးခဲ့ပါတယ်။ဂျာမန်စစ်သားတွေဟာပိုလန်စစ်ဝတ်စုံဝတ်ဆင်ပြီးဂျာမန်ရေဒီယိုစခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်။ဒီထက်ပိုဆိုးတာကဂျာမန်တွေဟာပိုလန်စကားပြောတတ်တဲ့အကျဉ်းသားတွေကိုတပ်ဖြတ်ပြီးပိုလန်စစ်ဝတ်စုံတွေဝတ်ပေးကသူတို့ကဂျာမန်ကိုတိုက်ခိုက်ခဲ့တာလို့သတင်းလွှင့်ခဲ့တယ်။ဒါဟာကမ္ဘာအကြီးဆုံးစစ်ပွဲကြီးစတင်ဖို့အတွက်အသုံးချခဲ့တဲ့လိမ်လည်မှုပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့1933ခုနှစ်ဂျာမနီရဲ့ Reichstag ပါလီမန်မီးလောင်မှုပါဒီမီးရှို့မှုကိုကွန်မြူနစ်တွေကလုပ်ခဲ့တာလို့နာဇီပါတီကချက်ချင်းအပြစ်ပုံချခဲ့တယ်ဒီဖြစ်ရပ်ကိုအကြောင်းပြုပြီးဟစ်တလာဟာအရေးပေါ်အာဏာကိုသိမ်းယူနိုင်ခဲ့ပြီးနိုင်ငံရဲ့ဒီမိုကရေစီကိုလုံးဝဖျက်ဆီးပစ်ခဲ့ပါတယ် false flag ဟာနိုင်ငံရေးအာဏာသိမ်းဖို့အတွက်ဘယ်လောက်ထိရောက်လဲဆိုတာပြသနေတာပါဒါပေမဲ့ကြီးစုသူတွေကိုအတုံးလှုပ်ဆုံးဖြစ်စေမဲ့အချက်ကတော့ Operation Northwoods ပါ1962ခုနှစ်မှာအမေရိကန်စစ်တပ်ထိပ်တန်းအရာရှိတွေဟာအမခန်းအစီအစဉ်တစ်ခုကိုသမ္မတကနေဒီစီတင်ပြခဲ့ပါတယ်အစီအစဉ်ကဘာလဲဆိုတော့အမေရိကန်မြို့ကြီးတွေမှာကိုယ်ပိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေဖန်တီးဖို့ပါပဲဥပမာကျူးဘားကိုစစ်တိုက်ဖို့အကြောင်းပြချက်ရအောင်မိုင်ယာမီမှာဘုံခွဲတာကျူးဘားအယောင်ဆောင်သင်္ဘောတွေနဲ့အမေရိကန်သင်္ဘောကိုတိုက်ခိုက်တာဒါမှမဟုတ်အပြစ်မဲ့အရက်သားတွေကိုတပ်ဖြတ်တာမျိုးတွေလုပ်ပြီးအဲ့ဒီအပြစ်တွေကိုဖီဒယ်ကက်စထရိုရဲ့ကျူးဘားအပေါ်ပုံချဖို့စီစဉ်ခဲ့တာပါကံကောင်းစွာနဲ့ကနေဒီကဒီအစီအစဉ်ကိုညှင်းပယ်ခဲ့လို့သာဒီလိုကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေမဖြစ်ခဲ့တာပါမိမိနိုင်ငံသားတွေကိုတောင်မှအသုံးချဖို့စဉ်းစားခဲ့တဲ့အစိုးရပိုင်းရဲ့လျှို့ဝှက်ချက်ကတကယ်ကိုကြက်တီးထစရာပါဗီယက်နမ်စစ်ပွဲကိုစတင်စေခဲ့တဲ့ Gulf of Tonkin ဖြစ်ရပ်ဟာလည်းအငင်းပွားဖွယ် false flag တစ်ခုပါအမေရိကန်ကသူတို့ရဲ့သင်္ဘောတွေဗီယက်နမ်တိုက်ခိုက်ခံရတယ်လို့ကြေညာခဲ့ပေမဲ့နောက်ပိုင်းစုံစမ်းမှုတွေမှာအဲ့ဒီတိုက်ခိုက်မှုဟာလုံးဝမရှိခဲ့ဘူးလို့တောင်ယုံကြည်ရပါတယ်ဒါပေမဲ့ဒီဖြစ်ရပ်ကိုအကြောင်းပြုပြီးအမေရိကန်ဟာစစ်ပွဲတွေကိုတရားဝင်ခုန်ဆင်းခဲ့ပါတယ်ဒါဆိုရင်ဒီဇလန်းတွေကကျွန်တော်တို့ကိုဘာသင်ခန်းစာပေးလဲကျွန်တော်တို့မြင်နေရတဲ့သတင်းတွေဖြစ်ရတိုင်းရဲ့နောက်ွယ်မှာဘလို့လျှို့ဝှက်ချက်တွေရှိနေနိုင်လဲဆိုတာသတိထားရပါမယ်အမှန်တရားဟာအပေါ်ယံမှာမဟုတ်ပဲနက်နဲ့တူးဖော်ကြည့်မှမြင်ရတတ်ပါတယ် false flag တွေဟာသမိုင်းမှာအမြဲရှိခဲ့သလိုအနာဂတ်မှာလည်းရှိနေဦးမှာပါဒါကြောင့်မိတ်ဆွေတို့ရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုမြင့်တင်ပါဒီဗီဒီယိုကသင်ကိုအတွေးများစေတယ်ဆိုရင် like နဲ့ share လုပ်ပြီးဝေဖန်သုံးသပ်ချက်တွေရေးသွားပေးပါနောက်ဗီဒီယိုမှာပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်တွေ့မယ်နော်